မင်္ဂလာပါခင်ဗျာမင်္ဂလာပါ YouTube Channel မှာကြိုဆိုပါရစေ။ဒီနေ့ဩဂုတ်လ20ရက်နေ့ကြာသပတေးနေ့အရှိအလယ်ပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်နာမည်ရိုဟန်ပါ။ဒီနေ့တင်ဆက်ပေးမယ့်အစီအစဉ်မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအီရန်အပေါ်စီးပွားရေးစစ်ဆင်ရေးကိုစတင်လိုက်ပြီဟုကြေညာလိုက်တဲ့အကြောင်းဂါဇာတွင်အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့်လူ18ဦးထပ်မံသေဆုံးခဲ့တဲ့အကြောင်းဣသရေလစစ်တပ်ကဟင်ရာဂျပ်တေဆုံမှုနှင့်ပတ်သက်၍ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုများပြုလုပ်မည့်အကြောင်းIRGC ခုတမှုကဣသရေလအနောက်ဘက်ပေါင်းစည်းရေးကိုမဖြစ်နိုင်ဟုပြောကြားလိုက်တဲ့အကြောင်းပါလက်စတိုင်းအကျဉ်းသားများအဖွဲ့ကဣသရေလတေတံပေးရန်အဆောင်ဆောက်လုပ်မှုကိုတားဆီးရန်တောင်းဆိုလိုက်တဲ့အကြောင်းယေမင်ကဆော်ဒီအာရေဗျအာရမ်ကိုရေနံချက်စက်ရုံကိုဒရုန်းများဖြင့်တိုက်ခိုက်လိုက်တဲ့အကြောင်းဒါအပြင်အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေလည်းပါမှာဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအမေရိကန်နဲ့အီရန်နှစ်နိုင်ငံအကြားသဘောတူညီချက်တရရရှိရန်မအောင်မြင်ခဲ့ပြီးနောက်အီရန်အပေါ်မကြုံစဖူးသောပြင်းထန်စွာဖိအားပေးမိစီးပွားရေးစစ်ဆင်ရေးတရက်ကိုစတင်မယ်ဟုကြေညာလိုက်ပါတယ်။အီရန်နိုင်ငံအစိုးရကိုအကူအညီပေးပြီးအခက်ခဲမှလွတ်မြောက်နိုင်အောင်ကူညီပေးသည့်မိသည့်နိုင်ငံမဆိုပြင်းထန်သောဗနာရေးအရေးယူမှုများနဲ့ရင်ဆိုင်ရမည်ဟုသတိပေးပြောကြားခဲ့ပါတယ်။အီရန်အစိုးရပိုင်မီဒီယာများကလည်းဒေါ်နယ်ထရမ့်၏ပြင်းထန်စွာဖိအားပေးမိစီးပွားရေးစစ်ဆင်ရေးကြေညာချက်ကိုပြင်းထန်ဝေဖန်တုံ့ပြန်ခဲ့ကြပါတယ်။သမ္မတထရမ့်၏အီရန်စီးပွားရေးပြိုလဲနေပြီးစစ်ရေးစွမ်းရည်ချို့ယွင်းနေသည်ဆိုသောပြောကြားချက်များကိုအဖြစ်မှန်နဲ့ကင်းကွာသောစိတ်ကူးရင်ပြောဆိုမှုများသာဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေးတရက်အဖြစ်ပယ်ချခဲ့ကြပါတယ်။ဒါအပြင်အဆိုပါအရေးယူမှုများသည်ဝါရှင်တန်၏ရခိုင်ကမအောင်မြင်ခဲ့သောအမြင့်ဆုံးဖိအားပေး maximum pressure မူဝါဒကိုဆက်လက်လှုပ်ဆောင်ခြင်းသာဖြစ်သည်ဟုလည်းပြောဆိုခဲ့ကြပါတယ်။ဂါဇာကမ်းမြောက်ဒေသတွင်ဣသရေလလေကြောင်းတိုက်ခိုက်မှုများကြောင့်လူ18ဦးထပ်မံသေဆုံးပြီးဂါဇာဒေသအတွင်းဣသရေလလေကြောင်းတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေပြီးလွန်ခဲ့သည့်24နာရီအတွင်းတိုက်ခိုက်မှု3ကြိမ်တိုင်ဖြစ်ပွားပြီးလူ18ဦးထပ်မံသေဆုံးကဒါဇင်နဲ့ချီသည့်လူများဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုများအနက်တစ်ကြိမ်မှာဂါဇာမြို့အတွင်းရှိကော်ဖီဆိုင်တစ်ဆိုင်ကိုပြစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီးအခြားတိုက်ခိုက်မှုတစ်ခုမှာရဲတပ်ဖွဲ့ဌာနချုပ်တစ်ခုကိုပြစ်မှတ်ထားခဲ့သည်ဟုဆိုပါသည်ဒါအပြင်နူဆဲရဒုက္ခသည်စခန်းအတွင်းမော်တော်ဆိုင်ကယ်တစ်စီးကိုလည်းလေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုများကြောင့်ရဲသားများအကြားသေဆုံးဒဏ်ရာရရှိမှုများဆက်လက်မြင့်တက်နေပြီးအရေးပေါ်ကယ်ဆယ်ရေးနဲ့စေကူတာရေးလုပ်ငန်းများအပေါ်လဲဖိအားများတိုးလာပြီးဣသရေလရဲ့ပိတ်ဆို့ထားမှုကြောင့်ဆေးဝါးနဲ့အခြားအခြေခံဆေးဘက်ဆိုင်ရာပစ္စည်းများအလုံအလောက်မရရှိသောကြောင့်ဒဏ်ရာရသူများကိုကုသရန်အခက်အခဲများရှိနေကြောင်းဂါဇာကျန်းမာရေးအဖွဲ့ကဆိုပါတယ်ဂါဇာတွင်အဆောက်အအုံများပျက်စီးခြင်းအခြေခံဝန်ဆောင်မှုများအခက်အခဲဖြစ်ခြင်းနှင့်ပြည်သူများနေရာရွှေ့ပြောင်းနေရခြင်းတို့ကြောင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေသည်လည်းစိုးရိမ်ဖွယ်ရာဆက်လက်ရှိနေပါသည်ဂါဇာတွင်အစ္စရေးဘက်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်တိုင်းစစ်စင်ရေးများသည်လုံခြုံရေးနှင့်စစ်ရေးဆိုင်ရာပြစ်မှတ်များကိုရည်ရွယ်ခြင်းဖြစ်ကြောင်းပြောဆိုလေရှိတော့လေတကယ်တမ်းသေဆုံးသူအများအပြားကကလေးငယ်တွေအမျိုးသမီးများနဲ့ရက်သားပြည်သူများသာဖြစ်နေတာကိုတွေ့နေရပါတယ်ဣသရေလရဲ့ပိတ်ဆို့ထားမှုကြောင့်ဂါဇာမှာအစားအသောက်တောက်ရည်နှုတ်ဆွကလေးငယ်များအတွက် baby formula ခေါ်နှုတ်မုတ်များပြတ်လတ်နေပြီးအချို့ကလေးငယ်တွေဟာနှုတ်မုတ်ပြတ်လတ်မှုကြောင့်သေဆုံးမှုများလည်းရှိနေသည်ဟုဂါဇာကျန်းမာရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ဩဂုတ်လ10ရက်ထုတ်ပြန်ကြားအရ
ဣသရေလတိုက်ခိုက်မှုကြောင့်တေဆုံးသူစုစုပေါင်း93,384 ဦးနဲ့ဒဏ်ရာရသူ1,9,4,242 ဦးရှိတယ်လို့ဖော်ပြထားပါတယ်အခုပြောခဲ့တဲ့တေဆုံးမှုစရင်ကဓာတ်ရိုက်မှတ်တမ်းတင်ထားနိုင်တဲ့တေဆုံးမှုစရင်ဖြစ်ပြီးဣသရေလတိုက်ခိုက်မှုကြောင့်အဆောက်အုံပျက်စီးမှုအောက်ပြီးနေသူများဆေးဝါအစားအစာမလုံလောက်မှုကြောင့်တေဆုံးသူများယောဂနဲ့ကြားမရေးစနစ်ပြိုလဲမှုကြောင့်ဖြစ်တဲ့တွယ်ဝိုက်တေဆုံးမှုတွေကိုအပြည့်အဝစရင်ကောက်ယူခြင်းမတတ်နိုင်တဲ့အတွက်အမှန်တကယ်တေဆုံးသူများဘယ်လောက်ရှိလဲဆိုတာမသိရသေးပါဘူးသူဒေသနာအဖွဲ့များ၏အဆိုအရအမှန်တကယ်တေဆုံးသူအရေးအတွက်ဟာတရားဝင်စရင်ထပုံမများစွာများပြားနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်ဒါဟာဂါဇာဒေသမှာရှိနေတဲ့လူသားတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေလည်းဖြစ်ပါတယ်ဣသရေလစစ်တပ်ကဟင်ရာဂျပ်တေဆုံမှုနှင့်ပတ်သက်၍ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုများပြုလုပ်မည်ဟုထုတ်ပြန်ထားပါတယ်အသက်9နှစ်အရွယ်ပါလက်စတိုင်းကလေးမလေးဟင်ရာဂျပ်တေဆုံခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ဣသရေလစစ်တပ်ကရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြောင်း2026ခုနှစ်အောက်တိုဘာအတွင်းကြေညာခဲ့ပါတယ်အဆိုပါဟင်ရာဂျပ်ဒီ2024ခုနှစ်ဇန်နဝါရီလအတွင်းဂါဇာ၌မိသားစုနှင့်အတူကားဖြင့်ရွှေ့ပြောင်းနေစဉ်ပြစ်ခတ်မှုတစ်ခုအတွင်းပိတ်မိခဲ့ခြင်းဖြစ်သည်ထိုအချိန်ကသူမသည်ကယ်ဆယ်ပေးရန်တောင်းဆိုခဲ့ပြီးသူမထံသို့တွားရောက်ကယ်ဆယ်ရန်ကြိုးပမ်းခဲ့သည့်ပါလက်စတိုင်းအနေရောင်လာကြမ်းအဖွဲ့သို့မဟုတ် PRCS ဝန်ထမ်းများနှင့်လည်းဆက်သွယ်မှုပြတ်တောက်ခဲ့ပါတယ်အဆိုပါဖြစ်ရသည့်ကလေးငယ်တဦး၏တေဆုံးမှုအပြင်ကယ်ဆယ်ရေးဝန်ထမ်းများ၏လုံခြုံရေးနှင့်စစ်ပွဲအတွင်းအရက်သားများကိုကာကွယ်ရေးဆိုင်ရာမေးခွန်းများကိုလည်းဖြစ်ပေါ်စေခဲ့ပါတယ်ယခုစုံစမ်းစစ်ဆေးမှုတွင်ဟင်ရာဂျပ်တေဆုံးခဲ့သည့်အခြေအနေများပြစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာနှင့်ထိုအချိန်တွင်ဣသရေလတပ်ဖွဲ့များ၏လှုပ်ရှားမှုများနှင့်ဖြစ်ရပ်နှင့်ဆက်နွယ်နိုင်သည့်အခြားအချက်အလက်များကိုစစ်ဆေးသွားမည်ဟုဆိုပါတယ်အသက်6နှစ်အရွယ်ဟင်ရာဂျပ်သည်ဇန်နဝါရီလ29ရက်နေ့2024ခုနှစ်ဂါဇာမြို့တယ်အယ်ဟာဝါဒေသကနေတိုက်ပွဲတွေကြောင့်သူမ၏မိသားစုနှင့်အတူတောင်ဘက်ကိုရွှေ့ပြောင်းဖို့ကားစီးပြီးသွားနေစဉ်ကားထဲမှာဟင်ရာဂျပ်အပြင်သူမရဲ့ဦးလေးဘရှာဟာမာဒါအဒေါ်နဲ့ဝမ်ဝဲကလေး4ယောက်ပါခဲ့ပါတယ်ကားကိုဣသရေလတပ်ဖွဲ့များကတင့်ကားများဖြင့်အဆက်မပြတ်ပစ်ခတ်ခံရပြီးကားထဲကလူအများစုတေဆုံးခဲ့ပါတယ်အသက်15နှစ်အရွယ်ဟင်ရာဂျပ်ရဲ့ဝမ်ဝဲလာရန်ဟာမာဒေနဲ့ဟင်ရာဂျပ်တို့သာအစပိုင်းမှာအသက်ရှင်ကြံခဲ့ကြပါတယ်လာယန်ကကယ်ဆယ်ရေးကိုဖုံးဆက်အကူအညီတောင်းပြီးမကြခင်လာရန်ဟာမာဒေလည်းရထားတဲ့တနတ်တန်ရာကြောင့်တေဆုံးသွားပြီးနောက်ပိုင်းမှာဣသရေလတပ်ဖွဲ့ IDF ရဲ့ပစ်ခတ်မှုကြောင့်ဟင်ရာဂျပ်လည်းတေဆုံးသွားပါတယ်ဂါဇာစစ်ပွဲအတွင်းအရက်သားများနဲ့ကလေးငယ်များ၏လုံခြုံရေးအခြေအနေကိုအာရုံစိုက်စေခဲ့သည့်ဖြစ်ရပ်များအနက်တစ်ခုဖြစ်ပြီးယခုစုံစမ်းစစ်ဆေးမှု၏ရလဒ်သည်လည်းနိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၏ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်လာရခြင်းဖြစ်ပါတယ်ဣသရေလဘက်ကသူတို့ကိုယ်တိုင်စုံစမ်းစစ်ဆေးလာရင်ယုံကြည်ရလောက်တဲ့အဖြေကိုရနိုင်ပါမလားဆိုပြီးသတင်းတွေလည်းထွက်ပေါ်နေပါတယ်IRGC ခုတပ်ဖွဲ့မှုကဣသရေလအနောက်ဘက်ကပေါင်းစည်းရေးကိုမဖြစ်နိုင်ဟုပြောပြီးအီရန်တော်လှန်ရေးအစောက်တပ်ဖွဲ့ IRGC ခုတပ်ဖွဲ့မှုဗိုလ်ချုပ်အစ္စမာအီလ်ဂါနီကဣသရေလအနေဖြင့်အနောက်ဘက်ကဒေသကိုပေါင်းစည်းသိမ်းပိုက်ရန်ကြိုးပမ်းမှုသည်လုံးဝမဖြစ်နိုင်သည့်ကိစ္စဖြစ်ကြောင်းပြောကြားခဲ့ပါတယ်အစ္စမာအီလ်ဂါနီကဣသရေလအနောက်ဘက်ကနှင့်ပတ်သက်သည့်မူဝါဒများကိုဝေဖန်ခဲ့သည့်အပြင်ဣသရေလနိုင်ငံအတွင်းနိုင်ငံရေးနှင့်လူမှုရေးအရာကွဲပြားမှုများပိုမိုနှက်ဆိုင်လာနိုင်ကြောင်းလည်းပြောဆိုခဲ့ပါတယ်အနောက်ဘက်ကဒေသသည်ဣသရေလနှင့်ပါလက်စတိုင်းတို့အကြားဆယ်စုနှစ်များစွာကြာပြိပခါ၏အဓိကနေရာများထဲမှတစ်ခုဖြစ်သည်ဒေသ၏အနာဂတ်အခြေအနေဣသရေလအခြေချနေထိုင်သူများကပါလက်စတိုင်းနိုင်ငံထူထောင်ရေးကိစ္စများသည်အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်အဓိကအငြင်းပွားစရာတစ်ခုဖြစ်လာခဲ့ပါတယ်
အီရန်ဘက်ကဣသရေလလှုပ်ဆောင်ချက်များကိုပြင်းပြင်းထန်ထန်စန့်ကျင်နေတော့လေဣသရေလဘက်က၎င်း၏လုံခြုံရေးနှင့်နိုင်ငံရေးအကျိုးစီးပွားများကိုအခြေခံ၍နောက်ဘက်ကမ်းဆိုင်ရာမူဝါဒများကိုဆက်လက်ကာကွယ်ပြောဆိုနေပါတယ်။အစ္စမာအီလ်ဂါနီ၏ယခုမှတ်ချက်များသည်အီရန်နှင့်ဣသရေလအကြားစစ်ရေးတင်းမာမှုများဆက်လက်ရှိနေသည့်အခြေအနေတွင်ထွက်ပေါ်လာခြင်းဖြစ်ပြီးအနောက်ဘက်ကမ်းအရေးသည်လည်းဒေတာတွင်ပြိပခါ၏နောက်ထပ်အဓိကအငင်းပွားစရာတစ်ခုအဖြစ်ဆက်လက်တည်ရှိနေသေးပါဣသရေလအခြေချနေထိုင်သူများကပါလက်စတိုင်းတို့၏နေမြေနှင့်အိမ်ယာများကိုအတင်းအဓမ္မလူယူကာသူတို့ကိုနေအိမ်တွေကမောင်းထုတ်ခြင်းကိုလည်းနေ့စဉ်နဲ့အမျှဖြစ်ပြနေတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်ပါလက်စတိုင်းအကျဉ်းသားများအဖွဲ့ကဣသရေလတေတံပေးရန်အဆောင်ဆောက်လုပ်မှုကိုတားဆီးရန်ကမ္ဘာလုံးဆိုင်ရာဂျားဝင်ဆောင်ရွက်ပေးရန်တောင်းဆိုလိုက်ပါတယ်ပါလက်စတိုင်းအကျဉ်းသားများအဖွဲ့၏အကြီးအကဲကဣသရေလအနေဖြင့်ပါလက်စတိုင်းအကျဉ်းသားများကိုတေတံပေးခြင်းမပြုလုပ်နိုင်သေးရာနိုင်ငံတကာအတိုင်းအဝန်းကအရေးယူဆောင်ရွက်ပေးရန်တောင်းဆိုလိုက်ပါတယ်ဣသရေလအာဏာပိုင်များကတေတံပေးရန်တိတအခန်းပါဝင်သည့်အကျဉ်းသားတေတံပေးအဆောင်တစ်ခုကိုစတင်ဆောက်လုပ်နေပြီဖြစ်ကြောင်းအတည်ပြုပြီးနောက်ယခုကဲ့သို့တောင်းဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်ပါလက်စတိုင်းအကျဉ်းသားများအဖွဲ့၏အကြီးအကဲအဗ်ဒူလာအယ်ဇာကာရီကဒေတာတွင်မီဒီယာများသို့ပြောကြားရာတွင်ယခုလိုတေတံပေးရန်ဆောင်ရွက်လာမှုသည်ဣသရေလဘက်ကနှစ်ပေါင်းများစွာပြောဆိုလာခဲ့သည့်တေတံပေးရေးဆိုင်ရာမူဝါဒများနှင့်ဥပဒေပြုမှုများကိုလက်တွေ့အကောင့်ထဲပေါ်ရန်ခြေလှမ်းများအဖြစ်ပြောင်းလဲလာခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီးပြင်းထန်သောအကျိုးဆက်များဖြစ်ပေါ်လာနိုင်ကြောင်းလည်းတတိပေးပြောကြားသွားပါတယ်ဣသရေလလူတော်သည်မတ်လတွင်စစ်ဖက်တရားရုံးများ၌တပ်ဖြတ်မှုများဖြင့်ပြစ်ဒဏ်ချမှတ်ခံရသည့်ပါလက်စတိုင်းများအတွက်တေတံကိုမဖြစ်မနေချမှတ်ရမည့်ဥပဒေတစ်ရပ်ကိုအတည်ပြုခဲ့ပါတယ်။သို့သောတရားသူကြီးများ၏ဆုံးဖြတ်ချက်များအရတေတံအစားထောင်ဒဏ်တကြွပြောင်းလဲချမှတ်နိုင်ပါတယ်။အလ်ခုဒ်ရင်စာ၏ဖော်ပြချက်အရအယ်ဇာကရီကဣသရေလအကျဉ်းထောင်များတွင်ပါလက်စတိုင်းအကျဉ်းသား9400ကျော်ရှိပြီးအမျိုးသမီးများနှင့်ကလေးငယ်များလည်းပါဝင်ကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်လူခွန်ရေးအဖွဲ့များကဣသရေလထိန်းသိမ်းရေးစခန်းများအတွင်နှိပ်စက်ညှဉ်းပန်းမှုအစားအစာငတ်မွမှုနှင့်စေဘဆိုင်ရာစောက်ရှောက်မှုလစ်လွတ်ရှုမှုများကြက်ပြန့်ဖြစ်ပွားနေကြောင်းမှတ်တမ်းများတင်ထားပြီးထိုအခြေအနေများကြောင့်ပါလက်စတိုင်းအကျဉ်းသားဒါဇင်နှင့်ချီပြီးထိန်းသိမ်းခံထားရစဉ်သေဆုံးခဲ့ကြောင်းလည်းဆိုထားပါတယ်။ဣသရေလမျိုးသားလုံခြုံရေးဝန်ကြီးအီတမာဘင်ဂွေးကပါလက်စတိုင်းတို့အပေါ်လက်စားချေလိုသည့်ရည်ရွယ်ချက်များဖြင့်အကျဉ်းသားများကိုပြစ်မှတ်ထားပြီးအကျဉ်းသားများ၏အကျဉ်းခန်းများကိုအကြိမ်ကြိမ်ဝင်ရောက်ဆင်းနှင်းမှုများပြုလုပ်နေသည်ဟုလူအခွင့်အရေးလှုပ်ရှားသူအဖွဲ့များကဆိုထားပါတယ်။တေတံပေးရန်အဆောင်ဆောက်လုပ်နေခြင်းကိုဣသရေလရုပ်သံလွှင့်ဌာန Channel 24ကဘင်ဂဝေး၏ယုံကိုကိုးကားပြီးဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ယေမင်စစ်တပ် YAF သည်ဆော်ဒီအာရေဗျနိုင်ငံဂျီဇန်ဒေသရှိအာရမ်ကိုရေနံချက်စက်ရုံကိုဒရုန်းအများအပြားဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ယေမင်ဘက်ကဒရုန်းများသည်စက်ရုံကိုတိကျစွာတိုက်ခိုက်ထိမှန်ခဲ့ကြောင်းပြောဆိုခဲ့ပါသည်။ယင်းတိုက်ခိုက်မှုသည်ဆာအာဒါနှင့်ဟာဂျာဒေသများအပေါ်ယေမင်လေပိုင်နက်ကိုဆော်ဒီအာရေဗျရဲ့ချိုးဖောက်မှုများကိုတုံ့ပြန်ခြင်းဖြစ်ကြောင်းဆိုထားပါတယ်။ယင်းမတိုင်မီတရက်ကလည်းယေမင်စစ်တပ်ကပင်လယ်နီမိုခါကမ်းရိုးတန်းအနီးတွင်ဆော်ဒီစစ်တပ်၏တင်မောတစင်းနှင့်စစ်ဖက်လေ၄စင်းကိုပြစ်မှတ်ထားသည့်စစ်စင်ရေးတရက်ပြုလုပ်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။ယေမင်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ်ယာယဆာဒီကစာနာအစိုးရသည်ဆော်ဒီတပ်ဖွဲ့များ၏လှုပ်ရှားမှုနှင့်စစ်ရေးအင်အားတိုးချဲ့မှုများကိုအနီးကပ်စောင့်ကြည့်နေကြောင်းပြောကြားခဲ့ပါတယ်။ထိုစစ်ရေးအင်အားများသည်မြေပြင်နှင့်ပင်လယ်ပြင်တွင်ယေမင်၏ပြစ်မှတ်များအဖြစ်ဆက်လက်ရှိနေမည်ဟုလည်းသတိပေးပြောကြားခဲ့ပါတယ်။ဆာနာနိုင်ငံသားရေးဝန်ကြီးဌာနကဆော်ဒီဘက်ကတင်းမာမှုများဆက်လက်မြင့်တင်ပါကအလားတူတုံ့ပြန်မှု
အလားတူတုံ့ပြန်သွားမည်ဟုပြောဆိုခဲ့ပါတယ်။စာနာအစိုးရကဆော်ဒီဒီရခင်ကဂရိပြုထားသည့်အချက်များကိုမလိုက်နာပဲယေမင်အပေါ်ကန့်သတ်မှုများတိုးမြင့်နေသည်ဟုစွပ်စွဲထားပြီးယေမင်ဘက်ကလည်းပိတ်ဆို့မှုအတွက်ပိတ်ဆို့မှုဖြင့်တင်းမာမှုအတွက်တင်းမာမှုမူဝါဒကိုဆက်လက်ကျင့်သုံးမည်ဟုအတည်ပြုထားပြီးယေမင်နှင့်ဆော်ဒီအာရေဗျနိုင်ငံအကြားစစ်ရေးတင်းမာမှုများပိုမိုမြင့်တက်လာနိုင်ပြီးအပြန်အလှန်လက်စားချေတိုက်ခိုက်မှုများပြင်းထန်လာနိုင်တဲ့အခြေအနေဖြစ်ပေါ်နေတဲ့အတွက်ပင်လယ်ငွေ့ဒေသမှာစိုးရိမ်မှုများလည်းမြင့်တက်နေပါတယ်ဒီလိုနိုင်ငံတကာစစ်ရေးနည်းပညာနဲ့ကမ္ဘာအထူးခြားသတင်းတွေကိုဆက်လက်ကြည့်ရှုခြင်းရင်ကျွန်တော်တို့ရဲ့ YouTube Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ Like and Share လုပ်ပေးခြင်းကလည်းကျွန်တော်တို့ channel အတွက်အားရှိစေပါတယ်အခုလိုမိမိအချိန်တွေက10မိနစ်ကိုဖဲ့ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေနောက်လာမဲ့အစီအစဉ်တစ်ခုမှာတွေ့ကြမယ်